ဒါဆူတောင်းပြည့်ရှံမျိုးအောင်စီဒီကိုရောက်နေတာပါဒီမနက်ဒါကတော့မြောက်ဖက်ဆောင်တန်းဒါကပရိယတ်တိစာတင်တိုက်ကြီးပါပြောတော့ဗမာရှိလဲဆိုတော့စံပြဈေးရဲ့မျက်နှာချင်းဆိုင်ပေါ့စံပြ9လမ်းနဲ့ကနေဝင်သွားရင်ရောက်တယ်ဟိုတလောတုံးကတော့မှအောင်စပူတို့တောင်ဒီမှာပွဲလာကသွားသေးတယ်ဒါစာတင်တိုက်ကြီးပါရနေပြီးတော့ဒါမြောက်ဘက်ဆောင်တန်းနေဝင်ဖျားကိုရောက်ရှင်မြင်လည်းမနေဦးကျေပါဒီမကြီးဆိုအမြဲပြောတယ်ခုနေဒီငကယုံဖျားအမီးမောက်တဲ့ရလားဆိုလေဒီတက်လာအမီးမောက်တဲ့တယ်ဆိုနော်ဓမ္မအမီးဟိုပေါ်မှာအမောက်လေအဲ့တကူတဲ့ရမယ်ဝိုင်းတဲ့ကျွန်တော်တောင်းခဲ့လားတဲ့တယ်တဲ့နော်သူကကြောင့်သူ့အမိရဲ့ရေကန်နဲ့တောင်းမှာရေကန်နဲ့ကိုသွားရေကန်နဲ့ကနေပြန်ဖော်လာတာတဲ့ပါတယ်တဲ့တယ်အဲ့ဟိုကြီးကဒါဆူတောင်းပြီးဖျားသုံးစုဆူတောင်းပြီးဖျားသုံးစုဘောဒီချောင်းနေတယ်မလည်းထိုင်တော်မူတဆူရှိတယ်ဒီဟိုဘက်မှာကားဝင်းရှိတယ်အဲ့ထဲမှာကားတွေလာထားရအဲ့မှာပွဲလေကွာလေဒါတော့ကားပါကင်ဝင်းမှာဟိုတလောကဇက်ကဟောတယ်ပြောတာမကားအများကြီးထားလို့ရဒီလာကြည့်မလာကြည့်ပါဒီကကားအများကြီးဆန်နေတယ်ခြေတော့ပူတယ်လားပြန်မဒီတော့မလားဟိုရဲ့ကားကြီးဒီမှာညလာတိတ်ရတယ်ကြားသိကားလေဒီမှာဟိုတိုက်ခန်းနေကြတယ်နဲ့ချင်းတော့မရက်ကိုတော့ဒီလိုရိုက်ဖို့ပြောတယ်ဒီလိုရိုက်ရင်တော့တဲ့ကန့်လန့်ရိုက်ရင်အကုန်မြင်ရတယ်
အေးနာမယ်နော်အောက်ထဲမှာ